ကောင်းစေဖို့အတွက်6လပိုင်းတလတာဆ iam ပွင့်သိခိုင်အစွမ်းထက်အဋိဌာန်လေးကိုဝင်ကြဖို့လဲဆ iam ပွင့်သိခိုင်မှာမြစ်တာအစွမ်းထက်ပေးပြစီရှင်ချစ်မိတ်ဆွေဗုဒ္ဓဖူးသားသမီးတွေက6လပိုင်းတလတာလုံးမှာပေါ့နော်လုပ်ငန်းတွေအောင်မြင်မှုတွေများစွာရရှိနိုင်တယ်လို့မျိုးပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာအနှောက်အယှက်အတိုက်ခိုက်အသားတွေကလောက်ထွက်တယ်လို့မျိုးပေါ့နော်ကိုနှောက်ယှက်ဟန်တာတိုက်ခိုက်တဲ့ကြိုင်ဆိုင်မှုတွေနဲ့လည်းကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့တဲ့ကြောင့်မို့ဦးစွာပေါ့နော်ကိုဘက်ကနေပြီးတော့အခုချိန်နေကနေစပြီးတော့အဋိဌာန်ဝင်ဖို့လိုပါတယ်ရှင်ရွှေတကုံဖျားမှာ6လပိုင်း1ရက်နေ့ကနေပြီးတော့ပေါ့နော်9ရက်နေ့အတွင်းမိမိကြိုက်နှစ်သက်ရာမိမိအစဉ်တရားကိုယ့်ရဲ့မွေးနေ့ရက်တရက်မှာပေါ့နော်အဋိဌာန်စပြီးတော့မှအဋိဌာန်သွားဝင်ပါပထမဦးဆုံးအဋိဌာန်ဝင်တဲ့ရက်ကတော့ရွှေတကုံဖျားမှာဖြစ်ရပါမယ်နိုင်ငံရက်ခြားမှာရောက်နေတဲ့နေရာဒေသအသီးသီးမှာရှိနေတယ်ဆိုလို့ရှိရင်တော့ရွှေတကုံဖျားပုံတော်ကိုစိတ်ပြီးတော့ပေါ့နော်အဋိဌာန်ပတိလေးစိတ်ရမှာဖြစ်ပါတယ်6လပိုင်းတလတာလုံးအဋိဌာန်ပတိလေးစိတ်ဖို့အတွက်မြစ်တာအစွမ်းထက်ပေးပြရသေးရှင်ဂုံတော်9ပါပတိစိတ်ရမှာဖြစ်ပါတယ်တရဏဂုံ3ပါဂုံတော်9ပါ24ပစ္စည်းပဋ္ဌာန်းအကျဉ်းကတော့မိမိအသက်စိတ်ရွတ်ဖတ်ပူဇော်ရမှာဖြစ်ပါတယ်ဂုံတော်9ပါပတိတစ်လုံးချကတော့ပတိ9ဘတ်စိတ်ရမှာဖြစ်ပါတယ်ရှင်အဲ့ဒီလိုမျိုးလေးစိတ်လိုက်ပါဒါဆိုလို့ရှိရင်တော့မိမိပေါ်အထင်အမြင်သေးနေတာတွေအထင်လွဲတာတွေနော်တဘာဝမကြတဲ့လောက်ရက်တွေနဲ့အနာယူခြင်းခံနေရတာတွေကနေပြီးတော့လွတ်မြောက်သွားမှာဖြစ်ပါတယ်ရှင်မိမိကိုကံတရားကမတရားနှိပ်စက်တာမျိုးတွေလည်းမဖြစ်ရအောင်ကံကြမ္မာဂျိုစီဂျိုညက်ဂျိုခိုက်တွေကင်းဝေးအောင်လို့ပေါ့နော်ပြုလုပ်ရမှာဖြစ်ပါတယ်အိမ်ဖျားမှာတောက်တော်ရေးကိုခွကတ်လူပူဇော်ပါလက်ဖက်တုပ်နဲ့စီရွှဲရွှဲလေးစမ်းပြီးတော့စွန်းအဖြူလေးကတ်လူလောင်းလှူပါခွေးစာငှက်စာအာဟာရလေးတွေကျွေးပါတကယ်လိုအပ်ခက်ခဲနေတဲ့သူတွေကိုပေါ့နော်ကူညီတာမျိုးတွေကိုရဲ့မိတ်ဆွေအပေါင်းအသင်းတင်ကဟာတွေကိုလက်ဖေးတိုက်တာမျိုးလေးတွေကုသိုလ်မလေးတွေမကြာခဏပြုလုပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ငွေကြေးလက်လာပါတွေလည်းပွင့်လန်းလာလိမ့်မယ်အနှောက်အယှက်တိုက်ခိုက်အပြိုင်ဆိုင်ကြားတဲ့ကနေအောင်မြင်မှုများစွာရရှိပြီးတော့ပျော်ရွှင်သောခွန်အားတွေများစွာရရှိလာပြီးတော့လက်လာပါတွေလည်းများစွာရရှိမှာဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးစတာပရိသားသမီးတွေကများစွာအကူအညီကောင်းတွေအချမ်းဉာဏ်ကောင်းတွေပေးပါလိမ့်မယ်စိတ်ချမ်းသာမှုတွေစိတ်ချမ်းမြေ့ဖွယ်ရာဖြစ်ရတွေတွေ့ကြုံရပါလိမ့်မယ်ရှင်တနင်္ဂနွေသားသမီးတောက်ကြသားသမီးတွေနဲ့ပတ်သက်လို့ရှိရင်တော့အပူသောကလေးတွေရောက်ရတာမျိုးတွေမထင်မှတ်ထားတဲ့ပု္ပ္ပစာတွေဖြေရတာတွေစိတ်ရှုပ်စရာတွေကြုံတွေ့ရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ပါလို့ဆရာမကမြစ်တာအစွမ်းထက်ပေးခြင်းပါတယ်အိမ်တော်ကြီးအပူသောကများတတ်ပါတယ်ညှိနှိုင်းလို့မရတာမျိုးလေးတွေဖြစ်တတ်ပါတယ်စိတ်ချမ်းသာကိုချမ်းပါပါစေအပိုင်း3လေးကိုဆက်လက်ကြည့်ပေးပါ